အားလုံးပဲမင်္ဂလာပါမင်္ဂလာညာချမ်းလေးဖြစ်ကြပါစေလို့မဟာဗမာချင်းကျော်လေးမှာဆုမကောင်းတောင်းပေးလိုက်ပါတယ်စစ်မှုရန်ပွဲစားမှုပုံရက်ကွက်အုပ်ချုပ်ရေးမှုအောင်မင်းနှင့်ရာအိမ်မှုတောင်းဟန်ရာအိမ်မှုဖိုးတုတ်တို့သည်မှုပုံရက်ကွက်နေပြည်သူများကိုဒုက္ခပေးနေတာလက်ရှိမြို့နယ်အုပ်ချုပ်ရေးမှုမသိတာလားမသိကြအောင်စောင့်နေတာလားမေးစရာဖြစ်နေပါတယ်အကယ်၍မသိကြအောင်စောင့်နေတာမဟုတ်ဘူးဆိုရင်၎င်းတို့သုံးဦးမှမှုပုံရက်ကွက်နေပြည်သူများကိုအမျိုးမျိုးဒုက္ခပေးနေတာကိုဘာကြောင့်မဖြုတ်ထုတ်တာလဲစဉ်းစားကြဖြစ်နေပါတယ်၎င်းလူယုံမှာအုပ်ကြီးအောင်မင်းနှင့်မြေတခိုးရာအိမ်မှုတောင်းဟန်ဖိုးတုတ်တို့သုံးဦးတို့မှအဘတွေအတွက်ဆိုပြီးပြည်သူတွေစီကနေမြေကွက်ရောင်းဝယ်စာချုပ်ချုပ်ဆိုရင်10သိန်းလက်စစ်မီတာရှောက်ရင်ထောက်ခစားအတွက်2သိန်းရေမီတာရှောက်ရင်ထောက်ခစားအတွက်1သိန်းအိမ်ဆောက်လုပ်ခွင့်တင်မှုထောက်ခစားအတွက်5သိန်းအဝီစီကြီးတွင်တူးမယ်ဆိုရင်ထောက်ခစားအတွက်1သိန်းရက်ကွက်နေပြည်သူများထံမှစစ်မှုထမ်းကြီးတစ်လလင်တက်အိမ်9000ကျပ်ကောက်ခံပြီးအင်ဂျင်2500ရရှိငွေ125သိန်းမှစစ်မှုထမ်းမဲ့လူကိုချီးမြှင့်ငွေ340ပေး၍ကျန်ငွေ85သိန်းကိုလစဉ်ရရှိနေပြီး၎င်းရရှိသောငွေများဖြင့်မူပုံရက်ကွက်အုပ်ချုပ်ရေးမှုနေရာမပြုတ်ရေးအတွက်ဆိုပြီးအဘတွေကိုလိုက်ကြော့နေတယ်လို့မြို့နယ်ထွေအုပ်နှင့်နီးစပ်သူများမှကြားသိထားရပါကြောင်းကိုမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့်နယ်လုံဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့မှ၎င်းတို့သုံးဦးတို့ကိုအုပ်ချုပ်ရေးမှုနေရာနှင့်ယာအိမ်မှုနေရာမှယာသက်ပံဖြုတ်၍စုံစမ်းစစ်ဆေးပြီးအမှုမှန်ပေါ်ပေါက်ပါကစံပြအနေဖြင့်ထိရောက်စွာအရေးယူပေးနိုင်ပါရန်ညှင်းဆဲခံနှိပ်စက်ခံမှုပုံရက်ကွက်နေရက်ကွက်သူရက်ကွက်သားများမှရိုသေလေးစားစွာဖြင့်တင်ပြတိုင်ကြားအပ်ပါသည်တဲ့ကဲမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းရေပြည်သူတွေရဲ့စကားလေးတွေကိုနားထောင်မိမယ်လို့ထင်ပါတယ်အဲ့တော့ဘယ်လိုဆက်လုပ်ကြမှာလဲကျေးဇူးပြုပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုလည်း share ပေးကြပါเนาะတင့်တော်တဲ့စီကို share ပေးကြပါရောက်တဲ့စီကိုရောက်အောင်လို့ပို့ပေးကြပါလို့မေတ္တာရက်ခံပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာညာချမ်းလေးဖြစ်ကြပါစေမဟာဗမာချင်းကျော်လေးပါ